ယခုရက်ပိုင်း social media တွေပေါ်မှာ2026ခုနှစ်ဟာ2016ခုနှစ်ရဲ့တကြော့ပြန်ခီးဆိုပြီးကဘာတဝန်းလူပြောများနေတာအားလုံးလဲတတိထားမိကြမှာပါတခြားနယ်ပယ်တွေလိုပဲရုပ်ရှင်လောကကိုကြည့်လိုက်မယ်ဆိုရင်လဲတကယ်ပဲ2026ခုနှစ်မှာထွက်ရှိမဲ့ရုပ်ရှင်တွေကအစလောခဲ့တဲ့စနစ်2016တုန်းကနဲ့ခက်စစ်စင်ဖြစ်နေတာကိုတွားတွေ့ရပါတယ်ဒါကြောင့်ဒီနေ့မှာလဲ Cinema Boulevard ကနေတင်ဆက်ပေးထားတာကိုကျွန်တော် Bizarro နဲ့အတူ2016ခုနှစ်ကိုအလဲပြန်တွားဖို့ဖိတ်ခေါ်လိုက်ပါတယ်။ခက်တဲ့စင်တွေကကျွန်တော်တို့တွေဘယ်လိုရုပ်ရှင်တွေကိုကြည့်ရှုအားပေးနေခဲ့ကြတာလဲ။ဘယ်ရုပ်ရှင်တွေအကြောင်းကရောကျွန်တော်တို့ကိုငြင်းခုန်စေခဲ့ကြတာလဲ။ရုပ်ရှင်လောကကရောဘာတွေဖြစ်ခဲ့ကြတယ်လဲဆိုတာကိုကြည့်ပြီးကျွန်တော်နဲ့အတူအတိတ်ကိုပြန်လဲတူးဆွကြည့်လိုက်ကြရအောင်။ Number 1 Superhero ရုပ်ရှင်ပရိသတ်တွေအတွက်ရွှေခေတ် DCEU MCU နဲ့ X-Men ရုပ်ရှင်တွေအပြိုင်ကျဲခဲ့ကြတဲ့ခုနှစ်2016ခုနှစ်ဟာ Superhero Audience တွေအတွက်ရေငတ်နေတဲ့အချိန်မှာတောက်လို့မကုန်နိုင်တဲ့ရေကန်ကြီးကိုကြားခဲ့ရတယ်လို့ပါပဲ DC ရဲ့အရှိန်အဝါအကြီးဆုံး Superhero နှစ်ယောက်ဖြစ်တဲ့ Batman နဲ့ Superman ကိုရုပ်ရှင်သမိုင်းမှာပထမဦးဆုံးအကြိမ်ဖြစ်ရုပ်ရှင်ပိတ်ကားထက်မှအတူတကတွဲမြင်ခဲ့ရတယ်လို့ Captain America Civil War မှာTeam Cap နဲ့ Team Iron Man ဆိုပြီးတော့လဲနှစ်ဖွဲ့ကွဲသွားတဲ့အထိ Audience တွေကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။ဒါ့အပြင်အဲ့ဒီခေတ်ကာလက Disney လက်အောက်ကိုမရောက်သေးတဲ့ 20th Century Fox ရဲ့ X-Men Apocalypse နဲ့ယခုချိန်မှာလူကြိုက်များနေပြီဖြစ်တဲ့ Deadpool တို့ကိုပိတ်ကားပေါ်ခေါ်ဆောင်လာခဲ့တယ်လို့ DCEU ရဲ့ Suicide Squad ရုပ်ရှင်ပါပေါင်းလိုက်ရတော့2016ခုနှစ်ဟာ Superhero ရုပ်ရှင်ပရိသတ်တွေအတွက်ရုပ်ရှင်ရုံသွားဖို့အကြောင်းပြချက်တွေအများကြီးပေးခဲ့တဲ့နှစ်ဆိုတာအသေးချပါပဲ။အဲ့ဒီခေတ်ကာလရဲ့မြန်မာနိုင်ငံက social media ပေါ်မှာဆိုရင်လေ superhero group တွေမှာလပေါင်းများစွာဆွေးနွေးငင်းခုန်ကြအကြောင်းအရာတွေစုံလင်နေခဲ့ပြီးလူငယ် audience ပရိသတ်တွေအတွက်တော့ရွှေခေတ်တစ်ခုကိုဖျက်တမ်းခဲ့ရတာလို့ပြောရတော့လော်ရမကြနိုင်ပါဘူး။နံပါတ်2ယခုချိန်ထိလူပြောများနေတဲ့တသက်တာမမေ့နိုင်စေမဲ့ဂီတရုပ်ရှင်ဇာတ်သိမ်းတစ်ခုကိုလက်ဆောင်ပေးခဲ့တဲ့ La La Land စက်ဝင်ခဲတွေရိုက်ကူးထားတဲ့ပုံလားဒါမှမဟုတ်အယောင်သုံးဆွဲမှုပုံတွေလားတချင်းလားနောက်ခံတီးလုံးလားဘယ်ရှူတောက်ကပဲကြည့်ကြည့်ပြီးစုံတဲ့ဂီတရုပ်ရှင်တကားကိုဖြစ်စေခဲ့တဲ့ La La Land 2016မှာပဲယုံတင်ပြသခဲ့တာဖြစ်ပြီးဒီရုပ်ရှင်ကိုယုံမှာတွားကြည့်ခဲ့ရတဲ့ပရိသတ်တွေအတွက်ကတော့ဘဝမှာအကောင်းဆုံးအမတ်တရားတွေထဲကတစ်ခုဖြစ်ခဲ့ပြီးLa La Land ရုပ်ရှင်က jazz ဂီတကိုတန်ဖိုးထားတတ်လာတယ်ဖို့လှုံ့ဆော်ပေးခဲ့တဲ့ရုပ်ရှင်ဆိုရင်လည်းမမှားပါဘူးမီယာနဲ့ဆက်တို့ရဲ့ဇာတ်သိမ်းခန်းဟာယခုချိန်ထိ audience တွေကြားမှာတတနဲ့လူပြောများနေစေဖြစ်တယ်လို့ City of Star တချင်းဟာလည်းဘယ်အချိန်ကာလမှာနားဆင်ကြည့်ပါလဲအသက်ဝင်စီးမျောစေမှုကတော့ယခုထက်ထိကိုရှိနေလျက်ပါပဲနံပါတ်3လေကတစ်တစ်ခုကိုတမိုင်းဝင်နေရာဖြစ်သွားစေခဲ့တဲ့မာကိုတိုရှင်းကာရဲ့လက်ရာတစ်ခုလည်းဖြစ်ခဲ့တဲ့နာမည်မမတ်မိကြသူတို့ရဲ့ Your Nameဒီမော်စလီယာရုပ်တင်ဇက်ကာနကားမတိုင်ခင်ထိကမ္ဘာရုပ်ဝဲငွေအများဆုံး enemy sanctuary ကိုတိမ့်ပိုက်ထားခဲ့တဲ့ Your Name Kimi no Na wa ရုပ်ရှင်ဟာပရိသတ်တွေကြားမှာအမြဲအမတ်တရားရှိနေမဲ့ enemy ဇက်ကားတွေထဲကတကားအပါဝင်ဖြစ်ပါတယ်ခန္ဓာကိုယ်ချင်းမကြာခဏလဲသွားကြတဲ့ဒါကီနဲ့မီဆူဟာတို့အပြင်းမှတကယ်တွေးနိုင်ဖို့ကြိုးစားရာကနေသူတို့နှစ်ယောက်ခန္ဓာကိုယ်ချင်းလဲနေတဲ့အကြောင်းရင်းကိုရှာတွေ့သွားပုံနာမည်လေးတီးရဖို့တောင်ရုန်းကန်ခဲ့ရပုံတွေကိုအလားပဆုံးတဲ့စိတ်လှုပ်ရှားစရာအပြည့်ပုံဖော်ထားတဲ့ Your Name ရုပ်ရှင်ဟာဇတ်သိမ်းမှာပါဝင်ခဲ့တဲ့လီဂတစ်နေရာကိုတောင်တမိုင်းဝင်နေရာတစ်ခုအဖြစ်တတ်မှတ်ရလောက်အောင်ကိုအောင်မြင်စေခဲ့တာပါYour Name ရုပ်ရှင်ထွက်လာပြီးနောက်မှာတော့ Red Wimp အဖွဲ့ရဲ့ဇက်ဝင်သေးသချင်းတွေကလည်းအောင်မြင်ခဲ့ပြီးယခုချိန်ထိရုပ်ရှင်ပဲပြန်ကြည့်မလားသချင်းတွေပဲပြန်နားဆင်မလားဘလို့မှမယိုးသွားနိုင်တဲ့ enemy ရုပ်ရှင်ဇာတ်ကားလေးတကားပါပဲနံပါတ်4 Emilia Clarke ရဲ့ရုပ်ရှင်တွေထဲကပါလက်ဆောင်ရတဲ့ဇက်ဝေခန်းကိုမေးမှာမဟုတ်တဲ့မျက်ရည်ဖြည်းဖြည်းကျခဲ့ရတဲ့ Me Before You မင်းဟာငါရဲ့နှောင်းနေမနေ့ခင်ကိုနိုးထလာစေခြင်းတဲ့အကြောင်းရင်းပါပဲအသေးစိတ်ယူဆိုင်မှုတွေကအစလပပုံဖော်ထားနိုင်ခဲ့ပြီးကြည်နူးစရာဝဲနေစရာတွေရောထွေးပြည့်နေတဲ့ Me Before You ရုပ်ရှင်ဟာ2016ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပြီးကြည့်ရှုသူတိုင်းကိုမျက်ရည်ဖြည်းဖြည်းကျစေခဲ့တဲ့အချစ်ဒရာမာရုပ်ရှင်ကားတကားဆိုရင်လည်းမမှားပါဘူးNumber 5
ပရိသတ်တွေကိုအသေးခွဲသွားနိုင်ခဲ့တဲ့ zombie ရုပ်ရှင်တွေကိုတခစ်ဆန်းသစ်စေခဲ့တဲ့ Train to Busan if not Korea zombie movie တွေကိုလမ်းစားဖွဲ့စေခဲ့တဲ့ Busan မြို့ကိုတွားနေတော့ယထာဘော်ကစော့စားခံအခုနောက်ပိုင်း Korea zombie movie တွေစစ်တိုက်ထွက်ရှိရလာတာဟာ Train to Busan ရဲ့ကျေးဇူးလည်းမကင်းပါဘူး Busan မြို့ကိုတွားနေတဲ့ယထာသသီးပေါ် zombie တကောင်ပါလာရာကနေအစစ်စစ်ကူးစစ်တွားရမှယထာဘော်မှာအသက်ဘေးလွတ်အောင်ကြိုးစားရပုံကိုစိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားတဲ့အပြင်မထင်မှတ်ထားတဲ့ဇက်သိမ်းကြောင့်ပရိသတ်တွေရဲ့အသေးကွဲခဲ့ရတဲ့2016ခုနှစ်မှာရုပ်တင်ပြသခဲ့တဲ့ Train to Busan ဒါအပြင်မြန်မာ audience ပရိသတ်တွေကြားမှာပါဝဲကွဲအောင်မြင်ခဲ့တဲ့ zombie movie တကားလည်းဖြစ်စေခဲ့ပါတယ်ဒီဗီဒီယိုလေးရဲ့ part 1ကတော့ဒီလောက်ပါပဲ part 2မှာရော2016ခုနှစ်ရုပ်ရှင်လောကရဲ့ဘယ်လိုအကြောင်းအရာတွေကိုထပ်ပြီးပြန်လည်ယူဆောင်လာပေးအောင်ပါလဲဆက်လက်စောင့်ကြည့်ပေးကြပါဦးဒါနဲ့ကျွန်တော်ကတော့ Bizarro ပါ